သေဆုံးသွားသောနှလုံးသားကျမမှာတိတ်ကိုချစ်ရတဲ့ချစ်သူတစ်ယောက်ရှိတယ်ကျမတိတ်ကိုချစ်ရပြီးကျမကိုရှိတယ်မထင်တဲ့ချစ်သူပေါ့အရင်ကကျမကိုချစ်လွန်းလို့အယူတစ်ယောက်လိုအနောက်ကတကောက်ကောက်လိုက်နေခဲ့တဲ့သူကအခုတော့ကျမကိုကြောက်ခိုင်းထားတယ်အခုတော့အယူတစ်ယောက်လိုအနောက်ကတကောက်ကောက်လိုက်နေခဲ့သူကကျမပေါ့ကျမတိတ်ချစ်လာရတဲ့အခါမှာသူကစိတ်ငှားသွားတယ်ဘာလို့များသူတို့ကပြောင်းလဲသွားကြတာလဲကျမတို့မိမသားတွေတိတ်ချစ်လာကြတဲ့အခါဘာလို့သူတို့ကကိုချစ်လက်ရုပ်ရှင်လက်မှတ်ဝယ်ထားပြီလေမလာသေးဘူးလားဟာမင်းကကွာရှုပ်ပြီဒီမှာပွဲကကောင်းနေကိုကဘာလုပ်နေရလဲငါတငယ်ချင်းနဲ့ဂိမ်းစော့နေနောက်မှစော့ပါလားကိုရဲ့ဒီမှာလက်မှတ်ဝယ်ထားပြီလာခဲ့ပါလားငါဘော်ဒါတွေကိုပြစ်ထားခဲ့ရမှာလားဒါဆိုချစ်ကိုတော့ပြစ်ထားမယ်ပေါ့ရုပ်ရှင်ဘွားမဟုတ်ဂိမ်းရရောဖုံးချသွားခဲ့ပြီလက်ထက်ကရုပ်ရှင်လက်မှတ်တစ်ဆောင်ကြည့်ရင်မျက်ရည်ဝဲလာခဲ့ပြီဒီနေ့ကချစ်တို့ရဲ့နှစ်ပတ်လေနေလီကိုရဲ့မိနေရတာကျမရုပ်ရှင်လက်မှတ်တွေကိုလမ်းမတွေ့တဲ့အတွေ့ရဲ့လက်ထဲထည့်ပေးလိုက်တယ်ဒီရုပ်ရှင်လက်မှတ်လေးပေးခြင်းလို့ရှင်ကျမမကြည့်ပြတော့လို့ပါအော်ဟုတ်ကဲ့ကျေးဇူးပါနော်ဒါကျမခုနကမှဝယ်လာတဲ့ချောကလက်မစ်ရှိတ်ပါစိတ်ညစ်တဲ့အခါအချိုစားရတယ်တဲ့ယူလိုက်ပါနော်ကောင်မလေးကကျမပုံကိုကြည့်ပြီးဘာဖြစ်နေလဲဆိုတာနားလဲလိုက်ပုံပါပဲဘာမှမမေးတော့ပဲလက်မနှစ်ဆောင်ကိုယူလိုက်ပြီးကျမလက်ထဲချောကလက်မစ်ရှိတ်ဘူးလေးပေးခဲ့ပါတယ်စိတ်ညစ်ရင်အချိုလိုတယ်တဲ့လားစိတ်ပြက်လက်ပြက်နဲ့တက်စီငှားပြီးအိမ်ပြန်လာခဲ့ပါသည်ကားပေါ်မှာချောကလက်မစ်ရှိတ်လေးတောက်လိုက်တော့ချိုးလိုက်တာကျမဘွားလေးလေဒီလိုချိုးရင်ကောင်းပါပဲအိမ်ပြန်ရောက်တော့ဖုန်းလေးကင်ပြီးသူ့စီမစိတ်တစောင်ပို့လိုက်တယ်ကိုကြီးဒီနေ့ကချစ်တွေ့နှစ်ပတ်လည်နေလေပို့လိုက်ပြီးခဏကြာတော့မက်ဆေ့လေးတစ်စောင်ပြန်ဝင်လာတယ်သူပြန်ပို့တာဆိုပြီးဝမ်းသာပြီးကြည့်လိုက်ပြီးတော့ဒီရင်ကနားပြန်တယ်အဲ့တော့ဘာဖြစ်လေလဲလားပြောရလိုက်တာကျမဖုန်းပိတ်ပစ်လိုက်ပြီးအိတ်လိုက်တယ်သူကဒီလိုမျိုးပဲအရင်ကလည်းဒီလိုမျိုးချိန်နိုင်ရင်မိနေကြကျမနိုးလာတော့ည9 နာရီထိုးနေပြီနိုးလာတာနဲ့ပထမဆုံးလုံးမိတာဖုန်းဖွင့်တာပါသူများဖုန်းဆက်ထားမလားဖွင့်ကြည့်ပေမဲ့ဖုန်းမဆက်ထားပါဘူးစာလည်းမပို့ထားဘူးလူကနာကျင်ရလုံးလို့ထုံနေပါပြီကျမအမြဲပဲအလျှော့ပေးနေရတယ်ကျမစိတ်လျှော့လိုက်ပြီးသူ့စီဖုန်းခေါ်လိုက်ပါတယ်ကိုချစ်နဲ့တွေ့ချင်တာ9 နာရီကျော်နေပြီဒီချိန်တွေ့ဘာလုပ်မလို့လဲမိုးချုံနေအင်းမဒီလောက်ပါပဲစကားအများကြီးမပြောပြလိုက်ဘူးကဲ तू ကမတွေ့ချင်ဘူးတဲ့ဒီတော့ကျမညစာစားရမယ်ညစာစားမလို့ရှိသေးတယ်တငယ်ချင်းကကျမမစင်ညာကိုစာနဲ့ပုံလေးပို့တယ်မင်းကောင်လေးနဲ့ပြတ်သွားပြီလားတဲ့
ငါဒီနေ့သူ့ကိုတခြားကောင်မလေးနဲ့တွေ့လာလို့ဆိုပြီးကျမကိုသူတို့ပုံလေးပို့ပေးလာတယ်ကျမဘာမှပြန်မပြောနိုင်ပဲသူနဲ့ကောင်မလေးတယောက်လက်ချင်းတွေ့ထားတဲ့ပုံတွေကိုသာစိုက်ကြည့်နေမိခဲ့တယ်ကျမသူ့စီဖုန်းခေါ်ခဲ့တယ်ဖုန်းဝင်တာနဲ့တမ်းမကင်တဲ့သူ့ဖုန်းစိတ်ရှည်စွာခေါ်ရတယ်ကိုဒီနေ့ဖယ်ရီသွားသေးလဲသွားပါဦးဘော်ရိုင်းနဲ့ပဲဂိမ်းစော့နေတာအင်းမဘာဖြစ်လို့လဲကျမငတုံးမဟုတ်ဘူးနော်ဘာလဲဟာသိစီချင်းအောင်ပါကျမဖုန်းချလိုက်တယ်ပြီးတော့သူ့ကိုပုံလေးပို့ပေးလိုက်တယ်သူလိုင်းတက်နေရကြောင်းပုံလေးကိုချက်ချင်းတွေ့သွားတယ်တခါမကတော့နော်အဲ့ဒါငါတငယ်ချင်းဘော်ရိုင်းနဲ့လို့မင်းကိုပြောပြီးသားဩအင်းမမကျင်းနဲ့လည်းမင်းထွက်သွားလို့ရတယ်ငါမတောင်းအင်းမလို့သာပြောနေပေမဲ့တကယ်တမ်းတော့စားဖို့နေနေကိုဘာမှမမြင်ရတော့အောင်ညှိရကြနေခဲ့ပြီတော်တော့ပါပြီငါနာကျင်နေရပါပြီနာကျင်မှုတွေကဘလောက်ကြာနေသားမကြနိုင်ခဲ့ဘူးအချစ်တဲ့အဲ့နာကျင်စရာကောင်းတဲ့အချစ်ကိုတော်ပါပြီထပ်မလို့ကျင်တော့တငယ်ချင်းနဲ့လားတကယ်ကရှင်အကောင်မလေးနဲ့ရှုပ်နေတာကျမသိတယ်လို့ပြောချင်ပေမဲ့လက်တွေ့မှာပြောပြတော့သူလိန်သမျှရှုံးနေတယ်ထင်နေခဲ့တာလားကျမသူ့ကိုမဆက်သွေခဲ့တာတစ်လရှိခဲ့ပြီဒီနေ့ဆိုတစ်လပြည့်ပေါ့ဒါမဲ့သူဒီနေ့သူ့ဘက်ကအရင်ကျမစီဆက်သွေလာခဲ့တယ်ဘာလို့ဖုန်းမဆက်တာလဲတွေးကြရအောင်တဲ့ကျမသူနဲ့တွေ့ဖို့လက်ခံလိုက်တယ်သူချင်းတဲ့နေရာကိုသွားခဲ့တယ်ချစ်မင်းဘာလို့ကိုယ်ကိုမဆက်သွေတာလဲအခုတွေ့နေပြီလေအဆက်အသွယ်မရှိရင်တွေ့ပြပါမလားမင်းစကားပြောပုံကဘလို့ဖြစ်လာတာလဲဘာလဲမင်းအားကိုးရှိနေလားကျမအရင်နေ့ကတယောက်တည်းရက်တည်လာသူပါအားကိုးရှိမှဒီလိုပြောရလားထားတော့ကွာအရင်လိုပဲငါနာမှာပြန်နေစမ်းပါငါတုံးအားလို့လားမင်းငါ့ကိုဘာလို့ဒီလိုဘူးကလန်တိုက်နေရလဲဘာလဲငါ့ကိုမချစ်တော့လားမချစ်တော့တာမဟုတ်ပါဘူးနာကျင်ရတော့လို့ချစ်တဲ့ကျမနှလုံးသားတည်ဆုံးသွားခဲ့တာကျမရှင်ကိုချစ်ခဲ့တဲ့နှလုံးသားမှာအချစ်တည်သွားခဲ့ပြီဟာစာရီတိတ်တက်လာပါလားအရင်နေ့ကတက်ပြီးသားပါချစ်နေခဲ့လို့သာအချင်အောင်ဆောင်နေတာပြန်တွေးချင်တာမလားပြင်းလာတော့စော့နေကြအယုတ်ကိုတန်းတတယ်ပေါ့ဒါမဲ့ဘယ်လိုလုပ်မလဲအဲ့ရုပ်ကပျောက်သွားရင်ကျမစိတ်ထဲကပြောချင်တဲ့စကားတွေကိုပြောလိုက်တော့သူငိုင်သွားတယ်ငိုင်ကျသွားတဲ့သူ့ကိုကျမကြောက်ခိုင်းခဲ့တယ်အရာအလုံးပိတ်ဆက်ခဲ့ပေမဲ့တန်မိုးမှမထားခဲ့တာအဲ့တော့ကျမတန်မိုးတွေကိုရှင်းစီကကျမကိုယ်တိုင်ပြန်သိမ်းလိုက်ရတာပေါ့ချစ်လဲချစ်တတ်တယ်လို့စိတ်လဲနာတတ်တယ်နာကျင်ရပါများရင်ချစ်နေတဲ့နှလုံးသားတည်ဆုံးသွားတယ်ဆိုတာရှင်းအောင်သိစေချင်တယ်နားဆင်ပေးသူများအားလုံးကျေးဇူးတင်ပါတယ်တည်ဆုံးသွားသောနှလုံးသားစာရေးသူ Bloom with Grace စာဖတ်သူကျမရွှေသစင်ပါ